ဒီကျိုးတရားပေါ်မှာကူနေတဲ့နတ်အုပ်ဖဲဖြစ်ပါတယ်မလည်းမသိရင်တော့ရင်းကနေတယ်လို့ပါဗျာအမှန်ပဲရင်းလိုက်ညာပဲရင်းလိုက်ကျိုးတရားဆိုတော့လှုပ်တာကိုရိုးလမ်းလုံးမှာငြိမ်တာတော့မဟုတ်တာကျိုးတရားရင်းတော့နတ်အုပ်ကလည်းသူရဲ့ခြေတင်းတဲ့အရှိန်ကြောင့်ကျိုးတရားရမ်းတဲ့ချိန်မှာနတ်အုပ်ကဘယ်ညာရင်းနေတာပဲဖြစ်ပါတယ်မသိရင်တော့ရင်းကားတယ်လို့ပဲရင်းတိုက်နေတယ်လို့ထင်ရတာဖြစ်ပါတယ်တော်တော့ရည်စရာကောင်းပါတယ်ဒီကျိုးတရားပေါ်ဖြတ်ရတဲ့အခါမှာရှင်တထိတ်ထိတ်နဲ့လှုပ်စီလှုပ်ရမ်းနဲ့ဖြတ်ရတာအသေးတရားရပါပဲကျိုးတရားပေါ်ဖြတ်ဖို့လူတိုင်းသိကြပါကျိုးတရားကျန်တဲ့တရားလို့မဟုတ်ဘူးလေလှုပ်တာဆိုတော့ရှင်တထိတ်တွေသေးသေးနဲ့ပြုတ်ကြတော့မလားဆိုတဲ့စိုးရင်စိတ်ကရှိကြတာပဲဖြစ်ပါတယ်